ပန်းတပွင့်ရဲ့အလှအနောက်ကွယ်မှာလေကျွန်တော်တို့မထင်ထားတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေတယ်ဆိုရင်တော့ဒီနေ့တော့လေအဲ့ဒီပန်းတွေရဲ့လျှို့ဝှက်ဘာသာစကားကဘာတွေလဲဆိုတာကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ကျွန်တော်တို့ဥယျာဉ်ထဲမှာမြင်နေရတဲ့ပန်းလေးတွေဒါမှမဟုတ်ပန်းအိုးတွေကပန်းတွေပေါ့အယောင်တွေကလည်းဆိုးလို့ရန်နိုင်ငံကလည်းမွေးလို့ဒါတွေအားလုံးကဘာကြောင့်ဒီလောက်လှနေရတာလဲဘာအတွက်များလဲတကယ်တော့လေအဖြေကကျွန်တော်တို့ထင်ထားတာနဲ့တခြားစီပဲအမှန်တော့အဲ့ဒီအလှတရားတွေကကျွန်တော်တို့အတွက်လုံးဝမဟုတ်ပါဘူးဒါတွေအားလုံးကသူ့ရဲ့မျိုးဆက်တွေဆက်ပြီးရှင်းတန်နိုင်ဖို့အတွက်ပါတကယ်ကိုအစွမ်းထက်တဲ့ရှင်းတန်ရေးကိရိယာတစ်ခုပေါ့ဆိုတော့ပန်းတွေရဲ့ရှင်တန်ရေးတိုက်ကွယ်မှာအဓိကတော့ချက်ကပါလဲဆိုတော့လေကို evolution လို့ခေါ်တဲ့အတူရှင်တွဲဆင်ကဲပြောင်းလဲချင်းဖြစ်စင်ပါပဲပြောရရင်ဒါကအပြင်အနေနဲ့တိတ္တဆန်ဒီကအရင်ကိုအန်ဝါစရာကောင်းတယ်မိထဆက်ဆန်ရေးတစ်ခုပေါ့ဗျာကို evolution ဆိုတာပါလေလွယ်လွယ်ပြောရရင်မျိုးစိတ်နှစ်ခုကတယောက်နဲ့တယောက်အပြန်လန်လွှဲမှုရင်းနဲ့အတူတူပြောင်းလဲလာကြတာဥပမာပန်းတစ်ဖွင့်ရဲ့ပုံစံပြောင်းလဲမှုကသူ့စီလာတဲ့ insect ကိုတယောက်မှုရှိတယ်အဲ့ဒီလိုပဲ insect ရဲ့ပြောင်းလဲမှုကလည်းပန်းကိုပြန်ပြီးတော့တယောက်မှုရှိတယ်ပေါ့တယောက်နဲ့တယောက်အပေးယူလို့ကြီးပြောင်းလဲလာကြတာပါဒါကနှုတ်နှစ်ဖက်ကျိုးရှိတဲ့ဆက်ဆံရေးလို့ပြောလို့ရတယ်။ပန်းတွေတော့ကအမျိုးဖွားခွင့်ရတယ်။တိရစ္ဆာန်တွေတော့ကအစားရတယ်။ဒါပေမဲ့လေတစ်ခွက်ပြားတဲ့ရဲ့ကိစ္စကတော့ပိုလောင်စိတ်ဝင်စားစရာကောင်းသေးတယ်။သူတို့ကတစ်ခွက်ဖတ်ရဲ့ရန်နံကိုရင်မွေးလို့စုတယ်လျောင်း။ပြီးတော့အဲ့ဒီရန်နံကိုတုံပြီးသူတို့ရဲ့မိတ်လိုက်ဖို့ကိုဆွဲဆောင်ကြတာ။ဒီကောအားတော့စရတယ်နော်။ကဲအခုပြောပြမယ့်ဇာလန်ကတော့လေကို evolution ကိုထက်ထက်ပြခဲ့တဲ့တိပံပညာရဲ့အကြီးကျယ်ဆုံးခမ်းမှန်းချက်ကြီးတွေကတစ်ခုပေါ့။ Charles Darwin ရဲ့ဒါတော့မဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့ခမ်းမှန်းချက်ကြီးတစ်ခု။နှစ်ပေါင်း40လောက်ကြာသွားတဲ့အခါမှာဘလို့များအမှန်တကယ်ထက်လာခဲ့တယ်လဲဆိုတာကိုကြည့်လိုက်ကြအောင်ဒီလိုပါ1862ခုနှစ်မှာ Charles Darwin ကထူးခြားတဲ့ဂျေပုံထန်တဲ့ခွာဖန်မျိုးကိုလေ့လာနေနဲ့ဒီလိုရဲရဲတင်းတင်းခန့်မှန်းခဲ့တာပါစဉ်းစားကြည့်လေအဲ့ဒီချိန်တုန်းကသူပြောတဲ့ပုံစံမျိုး flan လို့ဘယ်သူမှမသိသေးဘူးဒါပေမဲ့ Darwin ရဲ့ခန့်မှန်းချက်မှန်သိရဖို့အတွက်နှစ်ပေါင်း40ကျော်တောင်စောင့်ခဲ့ရတယ်ဗျာနောက်ဆုံးတော့1903ခုနှစ်ရောက်မှာအဲ့ဒီဝီရီပြောအရှည်ကြီးတဲ့ကဝီရီကိုစုပ်ယူနိုင်တဲ့နှုတ်သီးရှည်ကြီးနဲ့ Hawk Flan ကြီးကိုတကယ်ပဲရှာတွေ့ခဲ့တယ်အဲ့ဒီမှာလည်း Darwin ရဲ့ Core Evolution Theory ကလက်တွေ့မှာမှန်ပန်းကြောင်းတက်တည်ထူနိုင်ခဲ့တာပေါ့ကဲဒါဝင်ရဲ့တစ်ခေါပတ်နဲ့ဖလန်ကြီးဇလန်ကတော့တကယ်ကိုအံ့ဩစရာဥပမာတစ်ခုပဲဒါပေမဲ့ဒါတခုတည်းတော့မဟုတ်သေးဘူးနော်တဘာဝလောကကြီးထဲမှာပန်းတွေကသူတို့ရဲ့မိတ်ဖက်တွေအတွက်ဘလို့ဘာနာတဲ့ဒီဇိုင်းတွေဖန်တီးထားတယ်လဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင်ပန်းတွေကဝင်မှုကူးပေးတဲ့တတ္တဝါတွေကိုဆွဲဆောင်တဲ့နေရာမှာနီလန်းတွေကတမျိုးတည်းမဟုတ်ဘူးဗျပထမဆုံးနေ့ကလှည့်စားတာပဲဟုတ်တယ်ပန်းတွေကဝီအီလိုမျိုးဆုလာပတီပေးတာမဟုတ်ဘူးတချို့ကကြတော့ဖျားအမတ်တကောင်နဲ့တူအောင်ဖုံးဖြတ်ထားတဲ့တက်ခွာပန်းလိုမျိုးလှည့်စားတဲ့နေကိုထုံးရတယ်ဒီနေ့ကတော်တော်ကိုပါနဲ့တယ်ဒီတက်ခွာပန်းကလည်းဖျားအမတ်တကောင်ရဲ့ပုံစံရောရနံကိုပါအတိအကျတူပထားတာဆိုတော့ပြားအထီတွေကပြားအမှာအစ်စ်ထင်ပြီးမိတ်လိုက်ဖို့ကြိုးစားကြတော့အဲဒီလိုကြိုးစားတဲ့အချိန်မှာပဲဝတ်မွန်တွေကပြားအထီရဲ့ကိုယ်ပေါ်မှာကတ်ပါသွားပြီးတော့သူနောက်တစ်ပွင့်စီကိုသွားတဲ့အခါဝတ်မွန်ကူချင်းဖြစ်စင်ကအောင်မင်းသွားတာပေါ့နောက်ဒီမျိုးကတော့ငက်ကြီးတဲ့အထူးဒီဇိုင်းထောက်ထားတာဒါကတော့တော့နဲ့တော့ခလောက်လို့ပဲလို့ပြောရမယ်ခေါင်းရံပန်းလိုပန်းမျိုးတွေရဲ့ပုံစံကလည်းဟမင်ဘက်ငတ်တို့ပြားစုံငတ်တို့ရဲ့နှုတ်သီးနဲ့ကွက်တီကြအောင်ကိုစင်ကဲပြောင်းလဲလာတာဒီလိုဆိုတော့ငက်ကဝစ်ကြီးကိုအလဲတကူတောက်လို့ရသားလဲပန်းကလည်းသူ့ရဲ့ဝတ်မွန်တွေကိုငက်ရဲ့ခေါင်းပေါ်မှာတေးသေးချာချာကပ်ပြလိုက်နေတာပေါ့ပြားတွေငတ်ကြီးအပြင်ညာဘက်ကျက်စားတဲ့လင်းလို့တွေအတွက်လည်းအဆင့်တင်မယ်နာနတ်ရှော်ပင်တို့ရှားဆောင်ပင်တို့ရဲ့ပန်းတွေကတော်တော်ထူးခြားတယ်သူတို့ကနေဘက်မှာမပွင့်ဘူးညာဘက်ရောက်မှာပွင့်ကြတာဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကသူတို့ရဲ့မိဖက်ဖြစ်တဲ့လင်းတို့တွေအစားရှာထွက်တဲ့အချိန်ကိုဆိုတော့ညာဘက်မှာပန်းပွင့်ပြီးဝေရီနဲ့ရန်နတ်တွေကိုထုတ်လုပ်ပြီးလင်းတို့တွေကိုဖိတ်ခေါ်တာပေါ့ကဲအခုထိပြောပြတာတွေကတဘာဝလောကတွေကပန်းတွေရဲ့အံ့ဩစရာခန့်ကနာတွေပေါ့ဒါပေမဲ့ဒီဇလန်ကဒီမှာပဲမပြီးသေးပါဘူးကျွန်တော်တို့လူသားတွေရဲ့နေ့စဉ်ဘဝထဲမှာတော့ပန်းတွေကဘလောက်အရေးပါနေလဲဥယျာဉ်ကနေစာပဲပေါ်အထိပန်းတွေကဘလို့များရောက်လာကြတယ်လဲဆိုတာကိုစက်ကြည့်ကြရအောင်ဟုတ်ပါတယ်ကျွန်တော်တို့မီးဖို့ချောင်းထဲမှာကိုပန်းတွေကနေရယူထားတာပါနင်းစီပွင့်ချက်လေးတွေနဲ့ဖြော်ထားတဲ့လက်ဖက်ရည်ချမ်းရဲ့ရန်နံမွေးမွေးလေးကိုစဉ်းစားကြည့်လိုက်စမ်းပါနောက်ပြီးဟင်းခတ်မွေးကြိုင်နေနဲ့တုံးတယ်လာဗန်ဒါတို့ပင်စိမ့်တို့ဒါတွေအကုန်လုံးကပန်းတွေလေကျွန်တော်စီမှာဆိုရင်လည်းငပြောဘူးလိုမျိုးပေါ့ဒါတွေကရာစုနှစ်တင်နေချီပြီးအာရှရဲ့အစားအစာတွေမှာပါဝင်နေခဲ့တာပါအစားအသောက်အပြင်ဆေးဝါးဘက်မှာလည်းပန်းတွေကအတောင်းဝင်ခဲ့တာရှင်းနေပေါင်များစွာကလေးကပဲဥပမာဘီကိုနီယာပန်းစရင်ခနာကိုထက်ကအစ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်လို့ယုံကြည်ကြတယ်နေကြပန်းတို့ပြအိဆိုပန်းတို့ကကြတော့လက်ချောင်းနာတာကိုတတ်တာစေတယ်ဒါတွေကပန်းတွေရဲ့ဆေးဖက်ဝင်အစွမ်းစားတွေတဲ့ကနမူနာနည်းနည်းလေးပဲရှိပါသေးတယ်ဆိုတော့လေနောက်တစ်ခါကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပန်းတပွင့်ကိုမြင်လိုက်တဲ့အခါသူ့ရဲ့အလားတရားကိုပဲကြည့်မနေဘဲနဲ့အဲ့ဒီအလားရဲ့နောက်ခွဲမှာရှိနေတဲ့ရှင်တန်ရေးတိုက်ပွဲတွေအံ့ဩစရာကောင်းတဲ့မိဖက်ဆက်ဆံရေးတွေနဲ့တဘာဝတရားရဲ့ပန်းနဲ့လာတဲ့ဒီဇိုင်းတွေကိုပါမြင်အောင်ကြည့်လိုက်ပါကိုယ့်ရဲ့ channel မှာတော့ဘလို့လျှို့ဝှက်တဲ့အပြန်အလှန်စကားပြောဆိုမှုတွေဖြစ်နေမလဲဆိုတာကတကယ်ကိုတွေးကြတစ်ခုပါပဲ